တခြားလူတွေစီကနေပြောမှကိုလိုချင်တဲ့အရာတွေရချင်တဲ့အရာတွေရှိရင်ဆိုရင်ကိုပြန်မေးပါအဲ့ဒီအရာတွေငါ့ကိုငါရောပေးထားဖြစ်ရဲ့လားသူများကိုဆက်ဆံစေချင်တဲ့ပုံစံအတိုင်းကိုရောဆက်ဆံနေရဲ့လား What you want from other people you need to give it to yourself first ကျွန်တော်တို့အခြားလူတွေစီကနေပြောမှဘာတွေလိုချင်တယ်လဲအဲ့ဒီအရာတွေကိုအရင်ဆုံးပေးဖို့လိုအပ်ပါတယ်ဆိုလိုတာကဘာလဲဆိုမိတ်ဆွေအနေနဲ့ကိုအနီးနားမှာရှိတဲ့လူတွေစီကနေပြောမှချစ်ချင်းမြတ်တာလိုချင်တယ်လားချစ်ခင်လေးစားမှုတန်ဖိုးထားမှုတွေလိုချင်တယ်လားတစ်ဖက်လူကမပေးနေဘူးဆိုရင်တစ်ဖက်လူကိုတွားပြီးအပြစ်တင်ဝေဖန်သူနဲ့ဖက်ပြီးရန်ဖြစ်နေမယ်အစားခဏလေးရပ်ပြီးတော့မှသုံးသပ်ကြည့်ပါငါတခြားလူတွေစီကနေပြီးတော့မှလိုချင်တဲ့ချစ်ချင်းမြတ်တာတွေလေးစားမှုတွေတန်ဖိုးထားမှုတွေကိုငါရောငါပေးနေရဲ့လားဆိုတော့ပြန်ပြီးသုံးသပ်ကြည့်ပါကျွန်တော်တို့ပတ်ဝန်းကျင်မှာတော်တော်များများအခြားလူတွေစီကနေပြီးတော့မှလိုချင်လို့တောင်းနေတယ်တခြားလူတွေမပေးတဲ့အခါမှာစိတ်ညစ်တယ်စိတ်ပြတ်တယ်စတဲ့အရာတွေနဲ့ပဲကျွန်တော်တို့လုံးလည်လိုက်နေကြတာတို့တော့ကျွန်တော်တို့မေ့နေတဲ့အရာတစ်ခုတည်းတခြားလူတွေကိုဘယ်လိုဆက်ဆံတယ်လဲဆိုတာကကိုယ့်ရဲ့ကိုဘယ်လိုဆက်ဆံနေတယ်လဲဆိုတဲ့အရာပေါ်မှာသူတို့ကကြည့်ပြီးတော့မှကိုယ့်ကိုဆက်ဆံကြတယ်ကိုလေးစားတန်ဖိုးထားမှုမရှိရတူဆိုရင်တေးကြတယ်တစ်ဖက်လူကလည်းကိုလေးစားတန်ဖိုးထားမှာမဟုတ်ဘူးကိုချစ်ခင်မှုမရှိဘူးလေးစားမှုမရှိဘူးဆိုရင်တစ်ဖက်လူကလည်းကိုချစ်ချင်းမြတ်တာတွေပေးဖို့ရလေးစားဖို့ရအတွက်ဒီခက်ခဲပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့တခြားလူတွေစီကနေပြောမှကိုလိုချင်တဲ့အရာတွေရချင်တဲ့အရာတွေရှိရဆိုရင်ကိုပြန်မေးပါအဲ့ဒီအရာတွေငါရောပေးထားဖြစ်ရဲ့လားသူများကိုဆက်ဆံစေချင်တဲ့ပုံစံအတိုင်းကိုရောဆက်ဆံနေရဲ့လားကျွန်တော်တို့ကိုဘယ်လိုဆက်ဆံပြုမှုနေတယ်လဲဆိုတာကကျွန်တော်တို့တခြားလူတွေကိုငါ့ကိုဒီလိုမျိုးဆက်ဆံပြုမှုပါနော်ဆိုပြီးမှကျွန်တော်သင်ပေးနေတာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ကနေစပြီးတစ်ဖက်လူကကိုမလိုချင်တဲ့ပုံစံနဲ့ကိုမလိုချင်တဲ့အရာတွေနဲ့ကိုဆက်ဆံနေပြီကိုလာပေးနေပြီဆိုရင်ကိုပြန်မေးပါငါလိုချင်တဲ့အရာငါဆက်ဆံခံချင်တဲ့ပုံစံအတိုင်းငါဆက်ဆံနေရလားကျွန်တော်တို့အမြဲတမ်းမှတ်ထားပါချစ်ချင်းမြတ်တာလိုချင်နေဆိုရင်ကိုအရင်ဆုံးချစ်ပါတစ်ဖက်လူစီကနေပေါ်မှာလေးစားတန်ဖိုးထားမှုတွေလိုချင်နေဆိုရင်ကိုအရင်ဆုံးလေးစားတန်ဖိုးထားပါကျွန်တော်တို့တခြားလူတွေစီကနေပြီးမှလိုချင်တဲ့အရာတွေကိုကိုအရင်ပြန်ပေးဖို့လိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Jennifer A ပဲဖြစ်ပါတယ်လူတွေကိုကိုယ့်ရဲ့ဘဝတန်ဖိုးတွေဘဝရည်ရွယ်ချက်တွေပြန်လဲရှာဖွေတွေးရှိပြီးတော့မှမိမိကိုချစ်ခင်လေးစားတန်ဖိုးထားပြီးနေ့ရက်တိုင်းကိုအတိတ်ပဲပြေဝစွာဖြတ်တန်းသွားနိုင်အောင်ကူညီပေးနေတဲ့ Life and Purpose Coach တယောက်ပဲဖြစ်ပါတယ်